မော်ဆန်နဲ့ အော့စ်ပြည်ကိုဝိဇ္ဇာအသက်ရှင်ကြီးနဲ့သူ့ရဲ့အတွင်းရေးမှူးမဒန်မော်ဘဲတို့ကအုပ်ချုပ်ကြပါတယ်။ဒါပေမဲ့ဝိဇ္ဇာကြီးမှာကြီးမားတဲ့လျှို့ဝှက်ချက်တစ်ခုရှိနေတယ်။အဲ့ဒါကတော့သူဟာဘာမော်ဆွမ်းမှမရှိပဲကဘာမြေကနေတခြားကဘာကိုရောက်လာတဲ့လူသားတစ်ယောက်ဖြစ်နေတာပါပဲ။မော်ဘဲကတော့သူ့ရဲ့အာဏာနဲ့ယာတုကိုဆက်ထိန်းထားနိုင်ဖို့အတွက်ဝိဇ္ဇာကြီးကိုမော်ဆရာအစ်စ်ဖြစ်ကြောင်းလိန်ညာရာမှာကူညီပေးထားပါတယ်။အော့စ်ပြည်သူတွေကလည်းဝိဇ္ဇာကြီးကိုသူတို့ရဲ့ကဲတင်ရှင်အဖြစ်ကြီးညိုကြတာပေါ့။တနေ့မှာသူတို့နှစ်ယောက်ဟာအယ်ဖာဘာကိုလှည့်စားပြီးလူနှဲငယ်သာဖတ်နိုင်တဲ့ Grimoire ဆိုတဲ့အစွမ်းထက်မော်စာအုပ်ကိုအသုံးပြုခိုင်းပါတယ်။အဲ့ဒီမှာတင်အယ်ဖာဘာဟာဝိဇ္ဇာကြီးဟာလူလိမ်တစ်ယောက်ဖြစ်ကြောင်းနဲ့စကားပြောနိုင်တဲ့တိရစ္ဆာန်တွေကိုနှိပ်ကွပ်နေသူဖြစ်ကြောင်းသိသွားပြီးထိတ်လန့်သွားပါတယ်။ဝိဇ္ဇာကြီးကသူ့အုပ်ချုပ်မှအော့စ်ပြည်ငြိမ်းချမ်းတာလို့အကြောင်းပြပြီးအယ်ဖာဘာရဲ့မော်ဆွမ်းကိုလိုချင်တာကြောင့်သူ့ဘက်မှာပူးပေါင်းမှုစီးရုံးပေမဲ့အယ်ဖာဘာကညှင်းဆိုပြီးမော်စာအုပ်ကိုယူကာထွက်ပြေးသွားပါတယ်။ဒါကြောင့်ဝိဇ္ဇာနဲ့မော်ဘဲတို့ကအယ်ဖာဘာဟာမိစ္ဆာမဖြစ်တယ်လို့ပြည်သူတွေကိုလိန်ညာပြောဆိုလိုက်တာကြောင့်သူမဟာအနောက်ပိုင်းကစုံမဆိုးကြီးဆိုပြီးနာမည်ဆိုးနဲ့ကြော်ကြားသွားပါတော့တယ်။တနှစ်အကြာမှာတော့မြို့တော်ကိုဆက်သွယ်မဲ့အုတ်ခဲဝါလမ်းမကိုတိဆောက်နေပြီးတိရစ္ဆာန်တွေကိုကျွလိုခိုင်းစေနေပါတယ်။တိရစ္ဆာန်တကောင်ပင်ပန်းလို့လဲကျသွားတဲ့အချိန်စစ်သားကရိုက်နှက်ဖို့ပြင်ဆင်မှာပဲအယ်ဖာဘာကမော်ဆွမ်းနဲ့ကဲတင်လိုက်ပါတယ်။သူမဟာစစ်သားတွေကိုတမျက်စိနဲ့လိုက်လံတိုက်ခိုက်ပြီးနှိမ်နင်းနေတော့ဝိဇ္ဇာကြီးရဲ့လွှတ်လိုက်တဲ့ပြန်လွှမ်းမြောက်တွေရောက်လာတာကြောင့်ထွက်ပြေးသွားရပါတယ်။ဒီဖြစ်ရပ်ကိုမော်ဘဲကဝါရဖြန့်စာဆောင်တွေနဲ့ပုံဖြတ်ပြီးအယ်ဖာဘာကိုပိုလို့တောင်လူမုန်းများအောင်လုပ်လိုက်ပါတယ်။တစ်ဖက်မှာလည်းအယ်ဖာဘာရဲ့တငယ်ချင်းဟောင်းဂလင်ဒါဟာဝိဇ္ဇာကြီးတို့နဲ့ပူးပေါင်းပြီးစုံမကောင်းဖြစ်လူလူရှိမှပေါ်ထွက်လာပါတယ်။ဝိဇ္ဇာကြီးကသူမကိုပြန်တန်းနိုင်တဲ့ပလင်နဲ့မော်တောင်ဝေးအလှတွေကိုပေးပြီးလူလူရဲ့စိတ်ဓာတ်ကိုမြင့်တင်ခိုင်းပါတယ်။တကယ်တော့ဂလင်ဒါမှလည်းမော်ဆွမ်းမရှိပါဘူး။သူမဟာအယ်ဖာဘာရဲ့ချစ်သူကပတိန်ဖီရာနဲ့ဆစ်ဆက်လိုက်ပေမဲ့ဖီရာကတော့အယ်ဖာဘာပေါ်စိတ်မကောင်းဖြစ်နေပါတယ်။ပွဲတော်တစ်ခုမှာအယ်ဖာဘာကကောင်းကင်မှာဝိဇ္ဇာဟာလူလိမ်လို့စာရေးပြီးတတိပေးပေမဲ့မော်ဘဲကမော်ဆွမ်းနဲ့အော့စ်ပြည်ပျက်စီးတော့မယ်လို့ပြောင်းလဲလိုက်တာကြောင့်လူတွေပုံမထိတ်လန့်သွားကြပါတယ်။နောက်ပိုင်းမှာအယ်ဖာဘာဟာသူမရဲ့ညီမဖြစ်သူနက်ဆာစီကိုတွားရောက်ကူညီရင်းမော်စာအုပ်ထဲကစနီနဲ့ညီမဖြစ်သူကိုလမ်းပြန်လျှောက်နိုင်အောင်ဖန်တီးပေးခဲ့ပါတယ်။ဒါပေမဲ့အဆင်မပြေမှုတွေကြောင့်သူမကိုကူညီတဲ့ဘော့ရှ်ဆိုသူကိုနှလုံးသားမရှိတဲ့တန်ကောင်အဖြစ်ပြောင်းလဲလိုက်မိပါတယ်။အယ်ဖာဘာဟာဝိဇ္ဇာကြီးရဲ့အမှောင်ဘက်ချမ်းကိုဖော်ထုတ်ဖို့ကြိုးစားရင်းဝိဇ္ဇာကြီးကတိရစ္ဆာန်တွေကိုစကားမပြောနိုင်အောင်လုပ်ပြီးလှောင်ပိတ်ထားတာကိုတွေ့သွားပါတယ်။အဲ့ဒီမှာတင်တိုက်ပွဲတွေဖြစ်ပွားပြီးဖီရောကအယ်ဖာဘာဘက်ကရက်တီကသူမကိုလွတ်အောင်ကူညီပေးလိုက်ပါတယ်။မော်ဘဲကတော့အယ်ဖာဘာကိုဖမ်းဖို့အတွက်သူမရဲ့ညီမနက်ဆာကိုလေစင်နာမောင်းနဲ့တိုက်ခိုက်ပြီးအိမ်နဲ့ပြည်စီကတက်လိုက်ပါတယ်။ကဘာမြေကနေလေစင်နာမောင်းနဲ့အတူပါလာတဲ့ဒေါ်ရတီရဲ့အိမ်အောက်မှာနက်ဆာတေဆုံးသွားတာပါ။နောက်ဆုံးမှာတော့အယ်ဖာဘာဟာသူမကိုသူမအသေးခံဟန်ဆောင်ပြီးဖီယိုနဲ့အတူအော့စ်ပြည်ကနေထွက်ပြေးသွားပါတယ်။ဂလင်ဒါကတော့ဝိဇ္ဇာကြီးဟာအယ်ဖာဘာရဲ့အဖေရင်းဖြစ်ကြောင်းသိသွားပြီးဝိဇ္ဇာကြီးကိုအော့စ်ပြည်ကနေနှင်ထုတ်ကာမော်ဘဲကိုလည်းဖမ်းဆီးလိုက်ပါတယ်။ဂလင်ဒါဟာအော့စ်ပြည်ရဲ့ခေါင်းဆောင်အသစ်ဖြစ်လာပြီးတိရစ္ဆာန်တွေကိုလွတ်လပ်ခွင့်ပေးကာငြိမ်းချမ်းအောင်ပြန်လည်တည်ဆောက်ခဲ့ပါတော့တယ်။